ရောက်ခဲ့ပါပြီခါနီမွေရရှိသူအမေသားရောက်ခဲ့ပြီတကယ်ဒီပဲတန်းနှောင်းနေဝလာမှာမိလေးတောင်းဖို့ကြိုးလို့ငါမြေတွေကိုဘာနဲ့ချစ်တဲ့မေရဲ့အမေသားနဲ့ကြည်လာခဲ့ဝိကွာခဲ့တဲ့လွမ်းရဲ့ရဲ့ပန်းတတိယအမေရဲ့ငွေတွေရမယ်ငွေကြီးတွေဆက်ပါတော့မယ်အမေကြီးတွေပါဆက်ပါတော့မယ်တကယ်ရောက်ခဲ့ပါပြီခါနီမွေရရှိကိုအမေသားရောက်ခဲ့ပြီတကယ်ဒီပဲတန်းနှောင်းနေဘလာမှာဒီတောင်းလို့ကျလို့လုံးနေရေဆိုဘိုးပါနဲ့ချစ်တဲ့မေရဲ့အမေသားရဲ့ကြီးလာခဲ့ဝိခွာခဲ့တဲ့လွမ်းရဲ့ဒီရဲ့ပန်းသတိယူပြီးအမေရဲ့ငါတွေ့ရမယ်ဝိကြီးတွေဆက်ပါတော့လေဝိကြီးတွေပါဆက်ပါတော့မယ်တကယ်လူကြီးမစားတဲ့နေကအမေနဲ့ပါဘူးလို့နေတန်းတာလို့တော့ပါရဲ့အမေကလည်းအမေကရွာကိုမမေ့ပါတော့ကိုလွတ်လာရင်အမေသားလည်းအာတင်းလို့ဖြစ်တင်ရတယ်အမေသားကရွာပြန်ငါကြည့်တယ်အမေကိုယ်တယ်အမေရဲ့အရွယ်ကြလို့ဦးစားရအမေရဲ့အမေပါနဲ့ဖြစ်တဲ့ရဲ့ဝိကိရိသဘာဝနဲ့အမေကြီးတွေသာသဘာဝနဲ့ရွာဥပဒေများတော့ဘုရားရှင်ဘုရားကိုရောဘုမြောက်ပြီးတော့ဒီပဲငါချမ်းသာရတဲ့ညငါကလို့မရဲ့ငါတဲ့ဒီညာဆုံးလို့ဘုမြောက်သလားတွေအတားရင်ပြီလို့တတ်တယ်လားတကယ်ဆရာတော်မိတ်တားလိမ့်များအာယဝန္တာကိုမဆုံးနဲ့ဒီဝလုံးကအရင်ကရလို့ညကျိုးရကျိုးဆရာတော်တိုးလို့ဆောင်ရဲ့ဆက်ပါတော့မယ်အမေကြီးသူဆက်ပါမယ်တကယ်အဖေမျိုးရန်အဖေမျိုးမိုင်းနဲ့သားဖြစ်ရမယ်အဖေလားတကယ်ရှိရင်လားဝါသာမိမမဝဲပြည်တိုင်းလေးလေးဝဲဒီလေးလေးတားလို့ပဲမို့သွားနေပြီသတိရပြီမယ်အမေပါနဲ့ဖြစ်ခဲ့ပြီအမေသားရဲ့အကြီးလာခဲ့ဝိကွာလို့တဲ့လွမ်းရဲ့ဒီရဲ့ပန်းသတိယူအမေအတွေ့ရမယ်ဝိကြီးတွေသပ်ပါတော့ပဲအမေကြီးတွေသာသပ်ပါ